အခုဆိုရင်ကျွန်တော်တို့ဒီနေ့ညမှာလည်း iOS 26.4 က public အနေနဲ့ပေါ့နော်ထွက်လာပြီပေါ့ features တွေအများကြီးအသစ်တွေပါလာတယ်ပေါ့အဲ့တော့ကျွန်တော်တို့ဘာတွေပါလာလဲဆိုတော့အခုကျွန်တော်နဲ့အတူဆက်ပြီးတော့ဆောင်ကြည့်အောင်အဲ့တော့ကျွန်တော်တို့ပထမဆုံးအနေနဲ့ဒီ music application နဲ့ဝင်လိုက်တယ်ပေါ့နော်အဲ့ music application မှာကျွန်တော်ဘာတွေထူးခြားပါလာလဲဆိုရင် library တွေကိုသွားလိုက်မှာပေါ့နော်အဲ့မှာ playlist ဆိုတာရှိတယ်အဲ့ playlist ကိုကျွန်တော်တို့ကတစ်ချက်နှိပ်လိုက်မယ်ဆိုရင် AI နဲ့ပတ်သက်ပြီးတော့ဒီ playlist ကနေပြီးတော့ပေါ့နားထောင်ခြင်းတဲ့ guitar ကိုကျွန်တော်တို့က prompt လို့ပုံစံမျိုးရေးပြီးတော့ကျွန်တော်အဲ့ကနေပြီးတော့ဒီ playlist ဖန်တီးလို့ရတယ်ပေါ့ဘောကကျွန်တော်ဒီမှာကျွန်တော်လုပ်ပြမယ်ဥမာ happy နော် happy လောက်လိုက်မယ် vibe ပေါ့ဗျာတခုခုပေါ့ဒါကိုရေးချင်လို့ရေးလို့ရတယ်နော်အဲ့ဒါကိုကျွန်တော်တို့ကဒီမှာမြားလေးနှိပ်လိုက်မယ်ပေါ့နော်ညာလေးနှိပ်လိုက်တဲ့ခါကျရင်သူ့ရဲ့ AI ကနေပြီးတော့ဒါဒီ heavy vibe နဲ့ဆင်တူတဲ့ပေါ့နော် sound တွေကိုဒီ music တွေကိုဒီမှာပြပေးလိမ့်မှာပေါ့နော် playlist အနေနဲ့အဲ့တော့ကျွန်တော်တို့ကဒီမှာဒါသူ့ရဲ့ playlist ထွက်လာတယ်ပဲအဲ့မှာကျွန်တော်တို့ဒီ playlist ကိုဒီမှာဒီအမှန်ချင်းလေးနှိပ်ပြီးတော့ကျွန်တော်တို့ဒီဥစ္စာကိုယူလိုက်လို့ရတယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီတခြင်းတွေကိုတပုတ်ချင်းစီလိုက်ရှာပြီးတော့ကိုက playlist ကိုဖန်တီးနေရတဲ့အချိန်တွေအများကြီးတက်တာသွားမှာအဲ့တော့ဒီလိုပုံစံမျိုးလေးနဲ့ကျွန်တော်တို့ဒီ playlist ကို AI နဲ့ဖန်တီးပြီးတော့ကျွန်တော်တို့တခြင်းနားထောင်လို့ရမှာပေါ့နော်ဒါလေးကတော်တော်လေးမိုက်တယ်ပေါ့ဒါဆိုရင်ဒါခုနကလောက်လိုက်တဲ့ playlist လေးပေါ့နော်ဒါ happy hit တယ်ဒါလေးကတစ်ခုပေါ့နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ဒီမှာ emoji လေးတွေအသစ်ပေးလိုက်တယ်ပေါ့နော်အဲ့ဒီ emoji လေးတွေကိုကြည့်လိုက်ပေါ့နော်ဒီထဲမှာဆိုရင် saxophone ရှိတယ်ဒီမှာ belly dance ရှိတယ် treasure ရှိတယ်နောက်ကျဒီလိုမျိုးလုံးပြပြလေးတဲ့ emoji ရှိတယ်အဲ့တော့ဒီ emoji လေးတွေက Unicode system ကိုသုံးထားတာဖြစ်တဲ့အတွက်ကြောင့်ဒါကိုကကြိုက်တဲ့ Android တွေကိုပို့ရင်လည်းဒီပုံပဲပေါ်မှာပေါ့နော်အဲ့တော့ဒီဥစ္စာလေးတွေလည်းဒီမှာသူ၈ခုအသစ်ပေါ်လာတာတွေ့ရတယ်ပေါ့ဒါလေးနဲ့စမ်းကြည့်ပေါ့နောက်တစ်ခုကကျွန်တော်ဒီမှာပြောဖို့ကြံခဲ့တာပါလဲဆိုတော့ Evan တွေကိုသူပြတဲ့နေရာမှာပေါ့နော်ဒီ Evan ရဲ့အသေးစိတ်အချက်လက်တွေကိုဒီမှာတင်ကျွန်တော်တို့ကတန်းပြီးတော့မြင်ရတယ်ပေါ့နော်ကျွန်တော်အရင်တော့ဆိုရင်ဒီဥစ္စာအဲ့လောက်ထိအသေးစိတ်ကြာကြာနာနာဒီမှာရေးထားတာမရှိဘူးအခုကျွန်တော်တို့ဒီမှာကြည်ရင်နဲ့ပေါ့နော်ဘယ်အဆိုတော့ကနေဘယ်လိုဆိုလဲဘယ်လို featuring တွေလုပ်လဲဆိုတဲ့ဥစ္စာကိုကျွန်တော်တို့ဒီမှာတန်းပြီးတော့ကြည့်လိုက်အောင်ပဲပေါ့နော်အဲ့တော့ဒီမြင်ကွင်းလေးတွေပြန်ပြောင်းထားတာတွေ့ရတယ်ပေါ့ဒီ application ကိုဝင်တဲ့အခါမျိုးတွေမှာအရန်ပုံမှန်ထက်သွက်လက်နေတာမျိုးတွေအရန် smooth ဖြစ်ပြီးတော့အရန်မိုက်တယ်လို့ခံစားရတယ်အဲ့တော့ဒါလေးတွေကဒါ music ရဲ့ဒီ design လေးကိုနည်းနည်းလေး changes လုပ်ထားတာတွေ့ရတယ်နောက်တစ်ခုကကျွန်တော်ဥမာပေါ့နော်သဘောကကိုရီးယားသချင်းတွေပါတယ်ဆိုရင်ကျွန်တော်နားထောင်နေတဲ့အချိန်မှာဆိုရင်တစ်ဖက်မှာ translate ပြန်ပြီးတော့လုပ်ပေးတဲ့ features လည်းတွေ့ရတယ်ပေါ့ Wasa ရဲ့ဒီသချင်းကိုကျွန်တော်ဖွင့်မယ်ဆိုကြပါစို့ဗျာဖွင့်လိုက်မယ်ဒီသချင်းလာပြီဆိုရင်ဒီသချင်းကိုကျွန်တော်ကဒီမှာ translate လုပ်လို့ရတယ်ပေါ့နော်translate လုပ်ပြီးတော့ဒီမှာဒီတခြင်းရဲ့စာသားတွေကိုဒါကိုရီးယားစာသားတွေကိုကျွန်တော်ကဒီမှာအင်္ဂလိပ်လိုဒါတန်းပြီးတော့သိတယ်ပေါ့နော်ကိုရီးယားတခြင်းနဲ့ feature တဲ့သူတွေဆိုရင်ကိုရီးယားဥစ္စာနားမလဲတာနဲ့စာရင်တော့ဒီဥစ္စာကတော့တော်တော်လေးနားလဲသွားမှာပေါ့နော်အဲ့တော့ဒီလိုမျိုး feel လို့ရတယ်ဒီမှာကျွန်တော်တို့ကိုဒီလို effect လေးတွေလေသတိထားမိလားမသိဒီမှာတော့နည်းနည်းလေးတော့မှိန်သွားပြီဗျဒီ effect လေးရှိတယ်ဒီ bright effect လေးပေါ့နော်အဲ bright effect လေးကိုကျွန်တော်တို့ဒီမှာပိတ်လို့ရသွားပါပြီအဲ့တော့ setting တွေကိုအရင်သွားပြီးတော့ကျွန်တော်တို့ setting ထဲမှာ accessibility ရှိပြီးတော့အဲ့မှာ display and touch site တွေကိုဝင်ပြီးသွားပြီဆိုဟိုးအောက်ဆုံးကိုကျွန်တော်တို့လှိမ့်လိုက်ပေါ့နော်လှိမ့်လိုက်တဲ့အခါမှာဒီမှာ reduce bright effect ဆိုတာတွေ့သလားမသိဘူးအဲ့ဒါလေးကိုကျွန်တော်တို့ကဖွင့်လိုက်မယ်ဆို online မယ်ဆိုရင်ဒါ reduce လောက်လိုက်တဲ့သဘောပေါ့နော်အဲ့ဆိုရင်ကျွန်တော်ဒီခုနကတော့ဒီ effect လေးရဒီမှာရှိတော့မှာမဟုတ်တော့ပါဘူးအဲ့တော့ပြောချင်တာကဘာလဲဆိုတော့ကျွန်တော် GPU power တွေတိတ်ပြီးတော့သုံးစရာမလိုတော့ဘူးပေါ့ဗျာဒီမှာဒါရိုးလေးနဲ့ပဲကျွန်တော်တို့ဒီမှာစာတွေပါရိုက်ပြီးတော့သုံးလို့ရသွားပြီပေါ့နော်မဟုတ်ဘူးဆိုရင်ဒီမှာ keyboard မှာပါကျွန်တော်တို့လက်တွေသွားတဲ့နေရာတွေကိုလိုက်ပြီးတော့ရောင်ပြေးတွေရိုက်လာတယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးကိုကျွန်တော်တို့ reduce လုပ်လို့ရသွားပါပြီဥပမာကျွန်တော်တို့ဒီမှာ Apple TV ကိုကျွန်တော်တို့ကြည့်တယ်ဆိုကြပါစို့ဗျာအဲ့မှာဆိုကျွန်တော်ခဏလဲကြည့်လိုက်မယ်ဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာ subtitle ပေါ့နော် subtitle ကိုနှိပ်လိုက်တဲ့အခါမှာဒီမှာ subtitle ကို language ရွေးလို့ရတဲ့အပြင်မှာဒါ language ကတော့အရင်ကတည်းကရွေးလို့ရတယ်ပေါ့နော်ဒီမှာ style ဆိုတာလေးပါလာတွေ့တယ်အဲ့တော့ဒီ style လေးကိုကျွန်တော်တို့နှိပ်ပြီးတော့ဒီခုနကတော့ subtitle ကိုပေါ့နော်ဘယ်လိုမျိုး customize လုပ်ချင်လဲဆိုတော့ဥစ္စာကိုကျွန်တော်တို့ဒီမှာတိုင်းပြီးညှိရုံပဲပေါ့နော်ကျွန်တော်အရင်တော့ဆိုရင်တော့ setting ထဲမှာသွားပြီးတော့ဒီ subtitle ကိုညှိနေရမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီနေရာမှာတန်းပြီးတော့ကြည့်ပြီးတော့ဒီ subtitle ကိုကျွန်တော်တို့ဘယ်လိုပြောင်းချင်လဲပြောင်းလို့ရတယ်အဲ့တော့ဒါလေးကလည်းတော်တော်လေးဟိုမိုက်တယ်မဆိုးဘူးလို့ပြောလို့ရတယ်ပေါ့နော်ဒါ TV ဒါ movie တွေကိုဝါသနာပါတဲ့သူတွေတော့ကတော့ okay ပဲပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော် wallpaper design တွေပေါ့နော် wallpaper design တွေကိုသူပြောင်းလိုက်တာတွေ့ရတယ်ပေါ့နော်ဒီမှာလောက်တာမှာတော့လို့ဒီမှာ plus လေးနေလိုက်နေတဲ့အခါမှာ wallpaper ကို redesign လုပ်လိုက်တယ်ပေါ့နော်ဒီမှာဆိုရင်ဒါကျွန်တော်တို့ဒီဥစ္စာလေးတွေကိုသူဘယ်လိုပြောမလဲဆိုတော့ကျွန်တော်တို့ download ဆွဲမှဒီကောင်တွေကဒီ wallpaper တွေပြန်ကျလာမယ်ဆိုတဲ့သဘောမျိုးပေါ့နော်အဲ့တော့ပြောရမယ်ဆိုရင် quick storage ထဲမှာ wallpaper တွေလည်းပြည့်နေတာမျိုးမရှိတော့ဘူးအဲ့တော့ကျွန်တော်တို့ကဥပမာဒီ wallpaper မျိုးလို့ကျွန်တော်ဆိုရင်ဒါလေးကိုနှိပ်လိုက်တဲ့အခါမှာသူ download ချနေလိမ့်မယ်အဲ့တော့ download ချပြီးတဲ့အခါကျမှကျွန်တော်တို့ Elsa ကိုသုံးလို့ရမှာဆိုတော့ပြောရမယ်ဆိုရင်ဒီ wallpaper တွေအကုန်လုံးကိုလိုရဲ့ internet storage ထဲမှာဝင်မနေတော့ဘူးပေါ့ဗျာအဲ့တော့ storage တက်တာတော့တာပေါ့အဲ့ကျွန်တော်တို့ဒီလိုပုံစံမျိုးလေးနဲ့ wallpaper ချိန်လို့ရတယ် redesign လုပ်ထားတယ်ပေါ့နော်အဲ့တော့ကိုကြိုက်တဲ့ wallpaper ထားပြီးတော့ချိန်လိုက်အောင်ပဲပေါ့နော်ဒီမှာဆိုရင် camera setting
settings ရှိတယ်အဲ့ထက်သွားလိုက်တဲ့အခါမှာဒီမှာဆိုရင်ဘာရှိမလဲဆိုရင်ဟိုအပေါ်မှာပေါ့နော် record sound ဆိုတာရှိတယ်ဒါလေးကိုတစ်ချက်နှိပ်လိုက်တဲ့အခါမှာဒီမှာ features အသစ်လေးရပါလေလဲဆိုတော့ audio zone ဆိုပြီးတော့ပေါ့နော်ဒါဟိုအရင်တုန်းကလည်းအဲဥစ္စာနဲ့ပတ်သက်ပြီး commercial video တွေတက်လာခဲ့ဘူးတယ်ပေါ့နော်ဒါကျွန်တော်လည်းနည်းနည်းလေး midity ဖြစ်သွားပြီအဲ့တုန်းကကျတော့ကျွန်တော်တို့ဗာလဲဆိုတော့ zone ဆွဲလိုက်တာနဲ့ဆွဲလိုက်တဲ့နေရာကနေပြီးတော့အဲအတန်ကိုပို့ပြီးတော့ဦးစားပေးပြီးတော့ record လုပ်တဲ့ features ပေါ့နော်အဲ့တော့ဒီဥစ္စာလေးကအခုပြန်ပါလာတယ်ပေါ့နော်အဲ့ဒါဒီမှာကျွန်တော်တို့ဒီ audio zone ဆိုဥစ္စာအပိတ်ဖွင့်လုပ်လို့ရတယ်ဒီကောင်လေးဖွင့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဥပမာတနေရာမှာချစ်အတန်ဆိုရင်အဲ့ဥစ္စာကို app ကို zone လေးဆွဲလိုက်မယ်ဆိုရင်အဲ့အတန်ကိုဒီ video ထဲမှာပို့ပြီးတော့ဒါ record လုပ်သွားရဲဆိုတဲ့သဘောမျိုးပေါ့နော်ပို့ကျဲသွားမယ်ဆိုတဲ့သဘောမျိုးအဲ့ဒါလေးရောကျွန်တော်တို့မစမ်းကြည့်ရသေးဘူးအဲ့တော့စမ်းကြည့်နောက်တစ်ခုကကျွန်တော်တို့ဒီမှာ free form ပေါ့နော်free form ကဒါကျွန်တော်တို့ဒီပုံလေးတွေဆွဲတာပဲဖြစ်ပုံနဲ့ဆင်ရင်းနဲ့နှုတ်နဲ့ကိုပေါ့နော်သူကတခုလေးရောပြီးတော့သုံးလို့ရတဲ့အစုဝေးလေးပေါ့အဲ့မှာဆိုရင်ကျွန်တော်တို့ဘာတွေလုပ်လို့ရလဲဆိုရင်ကျွန်တော်တို့ဒီမှာ template လေးတွေကိုကျွန်တော်တို့ယူလို့ရသွားပြီပေါ့နော်ဒီမှာပေါ့နော်ကျွန်တော်တို့ဒီမှာ template လေးတွေကိုကျွန်တော်တို့ယူပြီးတော့ download ဆွဲပြီးတော့ကိုယ့်ရဲ့ set ထဲမှာသုံးလို့တော့ရတယ်ပေါ့နော်ဒါပေမဲ့တခုရှိတာတချို့ဥစ္စာတွေရေးစားတွေပါတယ်ပေါ့နော်အဲ့ဒါဘယ်ကနေပြီးတော့ဝယ်ရမလဲဆိုတာတော့တစ်ချက်လောက်ကျွန်တော်လေ့လာကြည့်ပြီးတော့မှပဲပြန်ပြောပေးမှာပေါ့နော်အဲ့တော့ဒီမှာဒီ template လေးတွေကိုကြည့်ပြီးတော့ကျွန်တော်တို့သုံးလို့ရသွားပြီပေါ့ free form ရဲ့ logo လေးလည်းပြောင်းသွားတယ်ဗျဒီမှာပုံစံလေးက color လေးကတစ်မျိုးလေးဖြစ်သွားတယ်နောက်တစ်ခုကဘာလဲဆိုတော့အဲ့ဒါကတော့ကျွန်တော်တို့တော်တော်လေးအလုပ်ဖြစ်မဲ့ features လေးလို့ခေါ်ယူဆလို့ရတယ်ပေါ့နော်အဲ့ဒါ setting နဲ့ကိုသွားလိုက်တယ် setting နဲ့ကိုသွားပြီးတော့ကျွန်တော်တို့ဒီမှာ personal hotspot တွေကိုသွားတဲ့အခါမှာကျွန်တော်တို့ဘာတွေထူးခြားသွားလဲဆိုတော့ personal hotspot နဲ့သုံးတဲ့ data usage ကိုဒီမှာကြည့်လို့ရတယ်ပေါ့နော်အဲ့မှာဘာထပ်ထူးခြားလဲဆိုတော့အဲ့ဒါကိုနှိပ်လိုက်တဲ့အခါမှာဘယ်ဥစ္စာနဲ့ဒါဒီ data တွေကိုသုံးနေလဲဆိုတာကိုပါကျွန်တော်တို့ကြည့်လို့ရတယ်ဗျအဲ့ဒါကတော့တော်တော်လေးမိုက်တယ်ဥပမာကျွန်တော်တို့ကဒီမှာဒီဥစ္စာကိုကျွန်တော်တို့ဒီ computer မှာသုံးနေဆိုရင်အဲ computer ရဲ့ usage ကဘယ်လောက်တက်သွားတယ် TV box လေးမှာဆိုရင်ဘယ်လောက်တက်သွားတယ်အဲ့လိုမျိုးပေါ့နော် device တွေကိုခွဲပြီးတော့သူကဒီမှာပြပေးတယ်ဆိုတော့တော်တော်လေးမိုက်တယ်ပေါ့နော်ဒီစရင်းလေးကเนาะကျွန်တော်တို့စီကိုဒီ unknown phone call တစ်ခုဝင်လာတယ်အဲ့ဥစ္စာ miss call ဖြစ်သွားတယ်ဆိုရင် miss call ရဲ့အောက်မှာပေါ့နော်ဒီသူ့ရဲ့နိုင်ငံကိုပဲပြပေးထားတယ်ပေါ့နော်ဒါဘယ်နိုင်ငံကိုပဲပြပေးတာလဲကျွန်တော်တို့နိုင်ငံတွေမှာရလားမရလားဆိုတော့ကျွန်တော်မစမ်းသက်ကြည့်ရသေးဘူးဥပမာအမေရိကတို့ဘာလို့ပဲအရင်ရတယ်နဲ့တူပါတယ်အဲ့တော့အဲ့ဒါလေးပါလာတယ်နောက်တစ်ခုကကြတော့ဗာလဲဆိုတော့ကျွန်တော်တို့ဒီ live caption ပေါ့နော်အဲ့တော့ဒီမှာ live caption ပေါ့နော်တစ်ဖက်ကနေပြီးတော့ကျွန်တော်တို့ဒီ YouTube ပဲဖြစ်အဲ့လိုမျိုးဖွင့်ထားတယ်ဒါပေမဲ့သူက subtitle မပါလာခဲ့ဘူးဆိုရင်ဒီ live caption လေးကိုဖွင့်ထားလိုက်မယ်ဆိုရင်အဲ့ရဲ့စာတွေကိုဒီမှာပြပေးတယ်ပေါ့နော်အဲ့မှာပါ language နှစ်ခုထပ်ပြီးတော့တိုးတယ်ပေါ့နော် Chinese နဲ့ Taiwan နဲ့ language နှစ်ခု live caption အတွက်ထပ်ပြီးတော့တိုးတယ်ပေါ့နော်အဲ့တော့ Chinese အနေနဲ့လေးလာကြတဲ့သူတွေဆိုရင်အခု live caption ကတော်တော်လေးအဆင်ပြေလာလိမ့်မယ်အဲ့တော့ကျွန်တော်တို့ကဒါလေးတွေကတော့ features အသစ်လေးတွေပေါ့နော်နည်းနည်းပါးပါးဒီပြုပြင်ပြောင်းလဲထားတာကခုနက music application ကိုနည်းနည်းပြုပြင်ပြောင်းလဲထားတာတွေ့ရတယ်နောက်တစ်ခုကကြတော့ keyboard ပေါ့နော် keyboard နဲ့ပတ်သက်တဲ့ error လေးတွေရှိတယ်တခါလေကြာရင်ဒီ iOS ဒီ 26.3.1 မှာပေါ့နော်ဒီနည်းနည်း glitch ဖြစ်နေတာမျိုးလေးတွေသုံးရတာအဆင်မပြေဖြစ်နေတာမျိုးလေးတွေအဲ့ဒါတွေက lag နေတာမျိုးလေးတွေကိုဒီ26.4 မှာတော့အဲ့လိုမျိုးမခံစားရတော့ဘူးပေါ့နော်ဒါပြင်ထားရဲဆိုတဲ့သဘောမျိုးပေါ့နောက်တစ်ခုကဒီမှာကျွန်တော်တို့ဒီဖုန်းမှာပေါ့နော်ဖုန်းမှာဒီဥစ္စာတွေကိုဘယ်လိုပြောမလဲဒီ color တွေဒီ contrast တွေကပို့ပြီးတော့ပုံမှန်ထက်မြင့်သွားတာတွေတွေ့ရတယ်ဒါလေးတွေဆိုထင်းနေရပဲပေါ့နော်ကျွန်တော်တို့ဒီအရင် version မှာတော့ဆိုရင်ဒါတွေကဖြော့လေးဖြစ်နေတာမျိုးလေးပေါ့နော်အခုကနည်းနည်း contrast တွေပို့ပြီးတော့ထင်းထားတာဖြစ်တယ်နောက်ကျတော့ဒီအဖြူလေးတွေကလည်းပုံမှန်ထက်ပို့ပြီးတော့ဖြူလာဟိုထင်းသာဖြစ်လာတယ်လို့ခံစားရတယ်ပေါ့နောက်တစ်ခုကျွန်တော်ပြောဖို့ကြံခဲ့တာပါလဲဆိုတော့ translation software တွေပုံမှန်ဆိုရင်အသုံးပြုပြီးတော့ပေါ့နော်ဥပမာတဘောကကိုရီးယားစာတွေဒါယူရီးယားစာတွေအဲ့လိုမျိုးတွေကျွန်တော်တို့လောက်ရတဲ့ဥစ္စာကိုကျွန်တော်တို့ကအခုကတော့ဘေးမှာနေတခါလေးတန်းပြီးတော့အလွယ်တကူအဆင်ပြေပြေနဲ့လုပ်လို့ရသွားပြီပြအဲ့ဒါပါလဲဆိုတော့ဥပမာပေါ့နော်ကျွန်တော်တို့ဒီပုံကိုကျွန်တော်တို့ဒါဒီမှာဆိုရင်ယူရီးယားစာတွေတွေ့မှာပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့ကဘယ်လိုလုပ်လို့ရလဲဆိုဒီမှာပေါ့နော်ဒီမှာဒီ icon လေးရှိတယ်ပေါ့နော်ဒီကောင်လေးကဒါဒီထဲမှာရှိတဲ့ barcode တို့ဒီစာလေးတွေတို့သူက detect လုပ်ပေးတာဒါလေးနှိပ်လိုက်မယ်ဆိုရင်ဒီမှာ translate ဆိုတာလေးပေါ်လာတယ်ပေါ့နော်အဲ့လိုကျွန်တော်နှိပ်လိုက်မယ်ဆိုရင်ခုနကတော့ဒီမှာယူရီးယားလို့ပေါ်တဲ့ဥစ္စာတွေကအကုန်လုံးဒီမှာအင်္ဂလိပ်လိုတွေဖြစ်သွားတယ်ပေါ့နော်နောက်ပြီးတော့ကတ်နေတာဖြစ်တဲ့ကြောင့်ကြည့်ရတာပို့ပြီးတော့အဆင်ပြေတယ်နောက်ပြီး zone လဲဆွဲရတာပို့ပြီးအဆင်ပြေတယ်ပေါ့နော် more ကိုနှိပ်လိုက်တဲ့အခါမှာအဲ့ဒါကို translation ထပ်ပြီးတော့ပြပေးတဲ့ပုံစံမျိုးထပ်ပြီးတော့တက်လာတယ်ပေါ့နော်အဲ့တော့ဒီဥစ္စာလေးကဒါကျွန်တော်အမြင်တော့ပေါ့နော် Google Translate ပို့ပြီးတော့အဆင်ပြေလိမ့်မယ်ထင်တယ်ဗျဘာလို့လဲဆိုတော့ဒါ on device ရတာဖြစ်တဲ့ကြောင့် Google ဥစ္စာကြတော့ဒီတခြား application တပ်ပတ်တီ application ကနေပြီးတော့သွားရတာဖြစ်တဲ့ကြောင့်နည်းနည်းလေးဖုံးပူတာတို့လေးတာတို့ဘာလို့ကင်မရာဥစ္စာကိုတုံးရတာ哦အဲ့တော့အဲ့လိုမျိုးတွေနည်းနည်းရှိတတ်တယ်ပေါ့နော်ဒီမှာကျတော့နည်းနည်းလေးအဆင်ပြေတယ်လို့ခံစားရတယ်ဗျဒါလေးကစမ်းကြည့်ပေါ့နော်အဲ့တော့ဟုတ်ပြီဒီနေ့အတွက်ဒီလောက်ပါပဲပေါ့နော်ဒါ iOS 26.4ရဲ့ဒါ features အသစ်တွေနဲ့ပြောင်းထားတဲ့ပြုပြင်ပြောင်းလဲမှုတချို့ပါအဲ့တော့ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်ပြီးဆုံတွေ့ကြတာပေါ့နော်